အဲ့တော့အခုဖတ်မဲ့ဟာလေးက cervical screening care pathway နော်2025 July update ပေါ့နော်အဲ့ဒါကိုဒီနေ့မှ download လုပ်ထားတာ14/26ပေါ့နော်အဲ့တော့ဒီဟာupdate ဟာလေးပေါ့နော်အဲ့တော့ flow chart 3ခုကိုဖတ်မယ်နော် flow chart 3ခုဆိုရင် sample taking နဲ့စမယ် flow chart 1ဟာနော်အဲ့တော့ sample taking HPV testing နဲ့သွားမယ် cytology က triage ဖြစ်မယ်အဲ့တော့အကုန်လုံး24.5 year မှာသူတို့အကုန်လုံးစာပို့လိုက်တယ် main ကလေးဆိုတဲ့ဟာလူတွေ register အကုန်လုံးပို့လိုက်ပို့လိုက်တဲ့အထဲမှာ person opt out from screening ပေါ့နော်ထွက်သွားမဲ့လူတွေကဘယ်သူတွေဖြစ်မလဲဆိုတော့ trans women တွေပေါ့နော်ယောက်ျားပြီးတော့ androgen insensitivity syndrome တွေက main ကလေးအနေနဲ့နေနေတဲ့လူတွေအဲ့ဒါအကုန်လုံးရက်သွားပဲသူတို့ကကျန်တဲ့မိန်းမတွေအကုန်လုံးပါလာလို့ရှိရင် HRHPV လုပ်မယ်လုပ်တဲ့အခါမှာပေါ့နော်HPV negative ဆိုလို့ရှိရင်နော်သူကဘာလဲဆိုတော့ routine recall တွေကိုပြန်သွားမယ်အဲ့ဒါ9နှစ်တခါပေါ့အရင်တော့3နှစ်50အောက်ဆို3နှစ်တခါတော့ပါဒါပေမဲ့အခုမရှိတော့အားလုံး9နှစ်တခါကြီးပဲနော်ပြီးသွားလို့ရှိရင် HRHPV positive အဲ့ဆိုလို့ရှိရင်အများတန်း cytology triage လာမယ် cytology abnormal တိုင်းဒီဘယ်သွားမလဲဆိုတော့ကော့ပို့သွားမယ်အဲ့မှာမှတ်ထားမှာ3 consecutive HRHPV positive เนาะအဲ့တော့ cytology negative ဆိုလို့ရှိရင်ဘယ်နှခါထိ HRHPV ကိုသုံးလုံးလဲဆိုတော့3ခါ positive ဆိုရင်ကော့ပို့သွားလိုက်တော့เนาะအဲ့တော့ပြန်ပြောမယ်ဆိုရင်HRHPV positive cyto negative เนาะ cyto negative ဆိုတစ်နှစ်နေပြန်ခေါ်အဲ့မှာ stay positive cyto လည်းကောင်းတယ်ဒါဆိုရှင်ဒါတစ်နှစ်ထပ်ခေါ် stay positive 3ခါဆိုလို့ရှင် cyto ကောင်းကောင်းမကောင်းကောင်းကိုပို့လိုက်တော့နော်ကောင်းတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ် inadequate ဖြစ်ဖြစ်ကိုပို့သွားလိုက်တော့အဲ့တော့ HPV 3ခါ positive ဆိုရင်ဟိုဟာကိုပို့လိုက်တော့ကိုပို့သွားဂျားထဲမှာဘယ်လောက်ချမယ်တစ်နှစ်ချမယ်နော်တစ်နှစ်စီချမယ်ဆိုတော့ total 2နှစ်ပေါ့နော်ဒါဆိုရင် flow chart 1လေးပြီးသွားတယ်အဲ့တော့ flow chart 2ပေါ့နော် flow chart 2ကကြတော့ဘာဖြစ်မလဲဆိုတဲ့အခါကျတော့ colposcopy examination ပေါ့နော်အဲ့တော့ colposcopy examination ဆိုလို့ရှိရင်တဲ့နော်သူက colposcopy မှာကောင်းကောင်းမြင်ရလားမမြင်ရလားနဲ့꿰သွားမယ်နော်အဲ့တော့ colposcopy ကောင်းကောင်းဟိုပါပေါ့မမြင်ရတဲ့အဖွဲအချက်ကိုသွားမယ်နော်မမြင်ရပေမဲ့သူကနည်းနည်း risk ရှိလို့ကိုယ်စီလာတာလေနော် colposcopy clinic ကိုလာတဲ့အခါကျတော့ကောင်းကောင်းမမြင်ရအောင်ဆိုလို့ရှိရင်အဖြေကိုကြည့်လိုက်တယ်အဖြေကကောင်းတယ်ပေါ့နော် cytology ကောင်းတယ်အဲ့တော့ cytology ကောင်းတယ်ဆိုတော့မဆိုးဘူးပေါ့အဲ့တော့သူ့ကိုရတယ်တစ်နှစ်ကြာမှကော်ပိုလာပြန်ကြည့်တော့ဒီနေရာမှာလေးပဲကော်ပိုတန်းခေါ်တာနော်ဒါဆိုတော့သူကကော်ပိုကောင်းကောင်းမကြည့်ရသေးလို့ recall တွေအကုန်လုံးက HRHPV နဲ့ပဲသွားတာเนาะ HRHPV plus cytology 3H ပေါ့နော်အဲ့တော့ကော်ပိုကြည့်လိုက်တယ်ကောင်းကောင်းမမြင်အောင်အဲ့တော့ပေါ့နော် liquid based cytology ပြန်ကြည့်လိုက်တယ် low grade အဲ့ဒါဆိုလို့ရှိရင် low grade ထက်နေတယ်ပေါ့ low grade ဆိုလို့ရှိရင်ကော်ပိုပြန်ခေါ်တစ်နှစ်နေကြလို့ရှိရင်နော်အကယ်နောက်တစ်ခါကော်ပိုလုံးလို့လဲလေadequate ဆိုလို့ရှိရင်တော့ LLED ဆက်ပဲလုပ်လိုက်တော့ကော်ပိုနှစ်ခါ adequate ဆိုရင်တော့ LLED ဆက်သွားလိုက်တော့ခုနကော်ပိုကကောင်းကောင်းမမြင်အောင်ကောင်းကောင်းမမြင်ရပေမဲ့ SMEA cytology က high grade တွေဖြစ်နေတာပါနော်သုံးခုhigh grade ပဲဖြစ်ဖြစ် borderline endocervical ပဲဖြစ်ဖြစ်အဲ့ဒါဆိုလဲ LLED ဆက်လုပ်ပေးလိုက်တော့နော်ပြောရတဲ့ခါကျတော့ colposcopy ကကောင်းကောင်းမြင်ရတယ်ကောင်းကောင်းမြင်ရလို့ရှိရင်အဖြေကနှစ်ခုထွက်တာပေါ့နော် CIN1 နဲ့ထွက်လာမယ်လုံးဝ clear ပဲဘာမှမရှိဘူးအကုန်ကောင်းတယ်ဆိုတော့ no CIN တွေထွက်လာမယ်ပေါ့နော်အဲ့ဆို CIN1 နဲ့အထက်ဆိုလို့ရှိရင် flow chart 3ကိုပြန်သွားကြမယ်နော်အဲ့တော့ CIN1 မှာဘာမှမရှိဘူးကိုကြည့်လိုက်တော့ကော်ပိုကြီးကရှင်းနေတာပဲကောင်းကောင်းတော့မြင်ရတယ် adequate ဒါပေမဲ့ no CIN on biopsy no biopsy ရော no colposcopic impression of CIN ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကြတော့ခုနကအရှိအဖြေကိုကြည့်နော်အရှိအဖြေကိုကြည့်လိုက်လို့အရှိအဖြေကလည်းပေါ့နော်HRHB ပဲတော့ positive ပေါ့လေဒါပေမဲ့ low grade ပဲအဲ့တော့အဖြေကလည်းဟို cytology ကလည်း low grade ကိုကြည့်လိုက်တော့လည်းကောင်းတယ်အဲ့ဆိုလို့ရှိရင်36လကြာမှပြန်ခေါ်တော့နော်အဲ့တော့ cytology ကကြည့်လိုက်တော့ကိုကြည့်လိုက်တော့အကောင်းကြီးဒါပေမဲ့ cytology က high grade တွေထွက်နေတာပါနော် high grade တွေထွက်နေ endocervical borderline တွေထွက်နေအဲ့ဒါဆိုလို့ရှိရင်သူ့ကိုနဲ့မရတော့ဘူး2လအတွင်းမှာ multidisciplinary team မှာတင်ပြီးတော့ discuss လုပ်ပေးလိုက်တော့နော်အဲ့ဆိုလို့ရှိရင်နောက်တစ်ခုကအဖြေကြည့်လို့တစ်ခုခုလိုနေတယ်ပေါ့တစ်ခုခုလိုနေ12လပြန်ခေါ်အဲ့လိုမှတ်လိုက်မယ်နော်အဲ့ဆိုလို့ရှိရင် colposcopy မှာပေါ့နော် clear ဖြစ်နေတယ်ဆိုလို့ရှိရင်12လပြန်ခေါ်မလားပေါ့နော်36လတည်းကြာမှပြန်ခေါ်မလား2လအတွင်း MDT တင်မလားဆိုတဲ့3မျိုး꿰သွားမယ်နော်အဲ့တော့colposcopy ကြည့်လိုက်တယ်အရန်ရှင်းနေတယ်ပြန်ပြောတာနော် colposcopy ရှင်းနေအပြန်ရှင်းနေအရှိကိုကြည့်လိုက်တယ်ပေါ့နော် HRHBB ရဲ့ result က unavailable ဖြစ်နေတာပဲဖြစ်ဖြစ်နော် HRHBB positive နဲ့ cytology က inadequate ပေါ့နော်အဲ့လိုမျိုးဖြစ်နေတာပဲဖြစ်ဖြစ်သူကဘာလဲတစ်နှစ်နေရင် recall ပြန်ခေါ်လာပြီးတော့ကိုကြည့်လိုက်တော့အကောင်းကြီးအဲ့မှာကြည့်တော့ cytology ကလည်းကောင်းနေတယ်ပေါ့နော်ဆိုတော့စတွေက HPV ကတော့ positive မဟုတ်လို့ရောက်လာအဲ့ဒါဆိုလို့ရှိရင်ကြတော့သူ့ကိုဘာလုပ်မလဲ36လမှပဲလာတော့ဘာလို့အမြင်လဲကောင်းတယ်ကော်ပိုလည်းကောင်းတယ် cytology လည်း low grade အဲ့ကြောင့်မို့36လမှလာတော့
အကယ်အမြင်ကကောင်းတယ် cytology ကြောင့် high grade တွေတို့ borderline anospergicus တို့ဆိုအခြေအနေမကောင်းသူ multidisciplinary team discussion within 2 months အတွင်းမှာသွားလိုက်တော့နော်အဲဆိုရင် flow chart 2ခုပြီးပြီနော်အဲ့တော့နောက်ထပ် flow chart 3ခုပေါ့နော်နံပါတ်3ပေါ့သူက abnormal colposcopy result နော် abnormal colposcopy result ဖြစ်တဲ့အတွက်ကြောင့်မလို့3အုပ်စု꿰သွားမယ် CIN1 လေးကတအုပ်စုနော် CIN2 3ကတအုပ်စု C ချင်းကတအုပ်စုအဲ့တော့ CIN1 ဆိုရိုးရိုးပြန်ခေါ်လို့ရတယ် CIN2 3နဲ့ C ချင်းကတော့ treatment ပေးပြီး6လပြန်ခေါ်တာပေါ့အဲ့တော့ CIN1 ဆို1လပြန်ခေါ်ပေါ့နော်အဲဆိုလို့ရှိရင် CIN1 အကြောင်းလေးပြန်ပြောမယ်နော်အဲ့တော့ CIN1 အကြောင်းလေးပြန်ပြောမယ်ဆိုတော့ကျွန်တော်ကနှစ်ခုပြောင်းလိုက်တယ်စနစ်36ရယ်စနစ်36ရယ်အဲ့လိုမှတ်လိုက်တယ်နော်အဲ့တော့စနစ်36ဆိုတာဘာလဲဆိုတော့ तू ကကြည့်လိုက်လို့ HIHBV က negative CIN1 ထွက်ထားတယ်ပြန်ကြည့်လိုက်တော့ HIHB negative ဒါပေမဲ့သူသိစိတ်မချနေပေါ့နော်CIN1 ထွက်ထားတယ်တစ်နှစ်ကြာပြန်ခေါ်လိုက်တယ်နော်အဲ့တော့9နှစ်ထဲတော့ထည့်လို့မဖြစ်သေးဘူးနော်အဲ့တော့36လပြန်ခေါ်လိုက်ပေါ့နော်အဲ့တော့CIN1 ဆိုလို့ရှိရင်12လမှာပြန်ခေါ်လိုက်တယ်HBB negative ဆိုလို့ရှိရင်36လမှာပြန်ခေါ်အဲ့ဒါစနစ်36အုပ်စု CIN1 မှာစနစ်36အုပ်စုကဘာလဲဆို positive နဲ့ positive ဘက်ပေါ့နော်အဲ့တော့ CIN1 မှာဆိုလို့ရှိရင်12လမှာပြန်ခေါ်လိုက်တယ် HRHB positive cytology ကောင်းတယ်အဲဆိုလို့ရှိရင်12လထပ်ခေါ်တယ်နော်12လထပ်ခေါ်တယ် cytology ကောင်းတယ်နော်အဲဆိုလို့ရှိရင် HRHBB က negative ဖြစ်သွားပြီပေါ့နော်HRHBB negative ဖြစ်သွားပြီဆိုလို့ရှိရင်သူက positive negative ပေါ့နော်အဲ့မှာ positive အဲ့မှာဘာဖြစ်သွားမလဲဆိုတော့ cytology negative အဲ့ဆိုရင် cytology ကောင်းတယ်ဆိုရင်36လမှခေါ်လို့ရတယ်နော်အဲ့တော့ပြန်ပြောမယ်ဆိုလို့ရှိရင် CIN1 ဆိုလို့ရှိရင်12လကြာမှခေါ်နော်12လကြာမှခေါ်အဲ့ဒါပြီးသွားလို့ရှိရင်အစတည်းက negative ဆိုလို့ရှိရင်36စနစ်36ကဲပြီး positive เนาะအဲ့တော့ HIHBV positive တစ်ခါဖြစ်တယ်เนาะအဲ့ဆိုလို့ရှိရင်ဘာလုပ်မလဲဆိုတော့ cytology negative ဆိုလို့ရှိရင်12လနေတစ်ခါခေါ်စနစ်အဲ့မှာဘာဖြစ်သွားမလဲဆိုတဲ့အခါကျတော့ cytology negative ဆိုလို့ရှိရင်ဒီမှာတည်းကဟိုဟာကိုသွားလိုက်တော့HRHBV negative ဆိုလဲ36စနစ်36အဲ့မှာHRHBV positive cytology negative ဆိုလဲဘာဖြစ်လဲဆိုတော့စနစ်36 cytology abnormal ကတော့ရှင်တဲ့ colposcopy ကိုသွားမှာပေါ့နော်ပြီးသွားတဲ့ခါကျတော့ CIN2 3နဲ့ C ချင်း treatment ပြီးရင်6လအကုန်ပြန်ခေါ်နော်အဲ့တော့ CIN2 3အကြောင်းကိုပြောမယ်အဲ့တော့ CIN2 3အကြောင်းကိုပြောမယ်ဆို6လပြန်ခေါ်လိုက်တယ်6လပြန်ခေါ်လိုက်တယ်ရှင်းသွားပြီပေါ့နော် HRHB ဘာမတွေ့တော့ဘူးဆိုလို့ရှိရင်36မှပြန်ခေါ်တော့နော်အဲ့တော့ CIN1 က12လခေါ်တယ်မတွေ့ရင်36မှပြန်ခေါ်တယ် C ချင်းဆို sorry CIN2 3ဆိုရင်12လပြန်ခေါ်တယ်sorry treatment ပေးလိုက်တဲ့အတွက်ကြောင့်6လပြန်ခေါ်တယ်ကောင်းနေလို့ရှိရင်36မှပြန်ခေါ်တယ်အကယ်၍အဲ့မှာ तू ကအဲ့မှာတွေက treatment လုပ်ပြီးသား HRHBV positive ဖြစ်နေဖြစ်နေလို့ရှိရင်တော့6လပြီးတာနဲ့ positive ဆိုကော့ပို့သွားလိုက်တော့နော်သူက cytology ကတော့ triage အနေနဲ့လုပ်တယ်ဒါပေမဲ့ဘာအဖြစ်ဖြစ်ကော့ပို့သွားလိုက်တော့နော်ဟုတ်ပြီအဲ့ဆိုစီချင်းနောက်စီချင်းဆိုလို့ရှိရင်နော် provide treatment နဲ့ recall in 6 months ပေါ့နော်သူလည်း6လမှပြန်ခေါ်တယ်အဲ့တော့မှ6လပြန်ခေါ်လို့ရှိရင်စီချင်းကြောင့်နည်းနည်းလေး high risk လိုမျိုးဖြစ်နေအဲ့အတွက်ကြောင့်မလို့တစ်ခါ negative ဖြစ်တာနဲ့36ထဲမထည့်ဘူးနှစ်ခါ negative ကြမှာ36ထဲမယ်အဲ့လိုမှတ်လိုက်မယ်နော်6လမှခေါ်တယ်HRHBV negative ဖြစ်တယ်အဲ့ဆို12လမှထပ်ခေါ်တယ် HRHBV ဆက်ပြီး negative ဖြစ်တယ်အဲ့ဆို3လ36လကြာမှပြန်ခေါ်တော့နော်ပြီးသွားတဲ့ခါကျတော့ HRHBV positive positive ဆိုလို့ရှိရင်တော့ဒီလား तू ကဘာလုပ်မလဲဆိုတော့ cytology ကတော့ triage လုပ်မှာပဲလေနော်အဲ့တော့ cytology ကတော့ triage လုပ်မှာပဲအဲ့မှာ cytology က abnormal ဆိုလို့ရှိရင်ကြတော့ကော့ပိုတန်းသွားဒါပေမဲ့လေဘာပဲဖြစ်ဖြစ်ဒီမှာကြည့် HRHBV positive နှစ်ခါဖြစ်သွားလို့ရှိရင်လည်းဟွာလုပ်မယ်ပေါ့နော်ကော့ပိုတန်းသွားမယ်အဲ့လိုမှတ်ထားမယ်နော်အဲ့တော့6လမှာ positive ဆိုကော့ပိုကြည့်6လပြီးသွားရှင်ကောင်းရင်12လမှာပြန်ခေါ်ပြီးကော့ပိုပြန်ကြည့်အဲ့ဆိုတဲ့အခါကျတော့ C ချင်းမှာ HRHBV 6လကြာရင်ပြန်ခေါ်လိုက်တယ် positive ဆိုရင်6ကော့ပိုအဲ့မှာနှစ်ခုလုံးကောင်းတယ်ဆိုရင်စနစ်ပြန်ခေါ်စနစ်မှာ positive ဆိုရင်ကော့ပိုပြန်ခေါ်နော်အဲ့ဒါဘာဖြစ်လို့ဆိုတော့နောက်ဆုံးတော့ကော့ပိုကိုသွားမှာပဲ if colposcopy normal ဆိုလို့ရှိရင် recall က12လမှာခေါ်မယ်နော်ဒီဘက်ကကောင်ကကြတော့ if the normal colposcopy and no re-excision ပြန်ပြီးတော့re-excision မလုပ်ထားဘူးပေါ့နော်မလုပ်ထားရဘူးဆိုရင် complete 10 year follow ပဲတစ်နှစ်တစ်ခါ10နှစ်ခေါ်ပါ
နော်အဲ့တော့ if HRHBB positive at any point during 10-year follow up refer to colposcopy အဲ့တော့သူတို့တွေမှာပဲဟာပဲဖြစ်ဖြစ်စီချင်းဆိုလို့ရှိရင် HRHBB positive တိုင်းအောင် colposcopy လုပ်ရမှာပေါ့နော်refer to colposcopy regardless of the presence of endocervical cell ရှိမရှိနော် if there is re-excision အဲ့ဆိုလို့ရှိရင် follow up ပဲစီချင်း as per this way ဒီတိုင်းပဲပြန်လုပ်မယ်တဲ့နော်ပြန်ပြီးတော့လီးထားတယ်ဆိုလို့ရှိရင်ဒီ follow up ဒီပုံစံအတိုင်းပဲသွားမယ်နော်အဲဆိုလို့ရှိရင်တဲ့ဘာဖြစ်သွားမလဲဆိုတော့ပတ်ဝေး3လေးလည်းဒီမှာပဲပြီးသွားမှာပဲเนาะ